1385 ခုနှစ်နေုံလဆန်း10 ရက်2023 ခုနှစ်ပေလ28 ရက်မန္တလေးတိုင်းဒေသကြီးပြုံးတွင်ခရိုင်ပြုံးတွင်မြို့နယ်အောင်ချမ်းသာရွာဓမ္မသာယသာသနာစင်တာကျောင်းတိုက်ဓမ္မဝိဆယသဘာဓမ္မယုံကျောင်းတော်ကြီးအတွင်ဆင်ကျင်းပပြုတော်အပ်သည်ပြုံးတွင်မြို့အလှူဒါယကဦးနေဝင်းအောင်အလှူဒါယကမတော်ကြော့ဝင်းသာမောင်ဝေယံဖုံးမြတ်သမီးမပွင့်စန္ဒီစံ PIS International School မိသားစုတို့ဤရှင်ပြုနာတာအလှူတော်မင်္ဂလာအခမ်းအနားမလိုက်မြို့ဥက္ကမောင်စောတော်မြတ်မြတ်တမိသားစုဤတနေ့တာဆွမ်းဆက်ကလှူဒန်းခြင်းဆွမ်းရေးစချအလှူတော်မင်္ဂလာအခမ်းအနားနေရပေါင်းစား၍ဆင်ကျင်းပါတဲ့ကုသိုလ်မင်္ဂလာအခမ်းအနား၌ဟောကြားအပ်သောအနုမောဒနာနှင့်ဩဝါဒတရားဝါမြောက်ဖွဲ့စကားကိုအနုမောဒနာလို့ခေါ်တယ်။ဘာလို့တဲ့နဲ့ဘာမလို့တဲ့ဘူးလို့ဆုံးမတဲ့စကားကဩဝါဒဒီစကားလုံးနှစ်ခုလုံးဟာပါဠိစကားလုံးတွေပဲဖြစ်တယ်နော်အနုဘောဒတာအနုဆိုတဲ့အဓိပ္ပာယ်ကလျော့ကန်စွာဆိုတာကိုလှုပ်တဲ့ကုသိုလ်ကောင်းမှုလုပ်ငန်းနဲ့ပတ်သက်တဲ့သင်လျော်တဲ့လိုက်လျောညီထွေရှိတဲ့ဝါမြောက်ဖွဲ့စကားပမာရိတဲ့ဝါမြောက်ဖွဲ့စကားပြောတာလို့ရှိတယ်လေအနုဘောဒနာတရားဆိုတာကိုလှုပ်တဲ့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့ဝါမြောက်ဖို့ကြည်နူးဖို့ဒါအရေးကြီးတာပေါ့လူမောဒနာလို့ပြောတာဩဝါဒဆိုတာတော့မသားပွဲလိုက်နာကျင့်သုံးပွဲဆောက်ပွဲရှောက်ပွဲအဲ့ဒါမျိုးဩဝါဒလို့ခေါ်တာဩဝါဒဆိုတာမြန်မာလူပြောရင်တော့အဆုံးအမလမ်းညွှန်ပြတဲ့စကားလို့သူတို့ဆိုလို့နော်ကြီးတဲ့ပုဂ္ဂိုလ်တွေကငယ်တဲ့ပုဂ္ဂိုလ်တွေကိုလမ်းညွှန်ပြတာဆိုဆိုပါတဲ့စကားကိုဩဝါဒနော်အဲ့ဒီစကားနှစ်ရပ်ပေါင်းစပ်ပြီးတော့ဒီကနေ့ကောင်းမြတ်တဲ့အလုပ်ကိုလုပ်နေကြတာဖြစ်တဲ့ပုဂ္ဂိုလ်ရှင်ပြုနာတာအလှူတော်မင်္ဂလာတနေ့တာဆွမ်းအလှူတော်မင်္ဂလာအလုံးအောင်တခုတည်းပြောလိုက်မယ်ဆိုရင်တော့ရှင်ထဲမှာကုသိုလ်ဖြစ်ဖို့ကုသိုလ်တရားကိုဥတည်ပြီးတော့လုပ်ကိုင်ဆောင်ရကြတာဖြစ်တယ်ဆွမ်းကတ္ထပဲဖြစ်ဖြစ်ရှင်ပြုနာတာအလှူတော်မင်္ဂလာပဲဖြစ်ဖြစ်ဒီနှစ်ခုစလုံးဟာမင်္ဂနဲ့ရည်ရွယ်ချက်နဲ့လုပ်ဖို့လိုအပ်တယ်အစင်လာတစ်ခုဟာရိုးသွားတဲ့အခါမှာအနှစ်သာရတွေပျောက်ကွယ်သွားတာသိတယ်အနှစ်သာရပျောက်ကွယ်သွားတယ်ဆိုတာတကယ်ဥတည်ချက်အစင်အမှန်ကိုမရောက်တော့ပဲနဲ့ခုခေတ်စကားနဲ့ပြောမစို့ just for show ပေါ့ for show ဖြစ်သွားတယ်ပြသတဲ့ပုံစံလောက်ပဲဖြစ်သွားတယ်အဲ့ဒါကြောင့်မို့အဲ့လိုမဖြစ်ရအောင်ဒီအလုပ်ဟာရှင်ပြုနာတာအလှူမင်္ဂလာအလုပ်တဲ့ဆွမ်းဆက်ကလှူဒန်းခြင်းဆိုတဲ့ဒီအလုပ်နှစ်ခုဟာဘယ်လိုရည်ရွယ်ချက်ထားရမလဲစိတ်ထဲကဘယ်လိုနှလုံးသွင်းရမလဲကိုယ့်ရဲ့ intention ကဘာလဲနော်ရည်ရွယ်ချက်ရှိရမယ်ဟာကဘာလဲဘယ်လောက်ထိအထိပ္ပယ်လေးနဲ့တလဲအဲ့ဒါကိုသိရှိနားလဲဖို့လိုတယ်အဲ့ဒါသိပြီးလို့ရှိရင်ကိုလုံးတဲ့အလုပ်တန်ဖိုးကိုသိလာတဲ့အခါကျတော့ပို့ပြီးတော့ဝါမြောက်မှုကဖြစ်လာတယ်ငါလုပ်တဲ့အလုပ်ဟာသိဖွဲ့တဲ့အလုပ်မဟုတ်ဘူးအဲ့တော့လုပ်တာအရေးကြီးတဲ့အလုပ်ဖြစ်တယ်တော့တမန်အပြည့်ပြောမယ်ဆိုရင်ဘုန်းကြီးကျောင်းဆွမ်းကတာဘာထူးလဲတန်ခါးတွေသွားဆွမ်းကြွေးတာပဲအဲ့ဒါတွေဖိတ်ထမင်းကြွေးတာပဲလူရတန်းတာပဲလို့ပေါ်ဆဆတွေ့ရင်အဲ့ဒါလိုပဲမြင်ရမှာဖြစ်တယ်
ရှင်ပြုနာသဆိုတာကိုသာသမီကိုသင်္ကန်းကိုပေးတာပဲလို့ဒီလိုထင်ရတယ်ထိတဲ့လေးနဲ့တဲ့ခံယူချက်ကရှိဖို့လိုတယ်ပေါ့အဲ့ဒါကအပေါ်ယံလို့ပဲဖြစ်တယ်ထိတဲ့လေးနဲ့တဲ့ကခံယူချက်ကဘာလဲလို့ဆိုဘာဖြစ်လို့ရှင်ပြုနာသအလှဆိုတာလောက်ရတာလဲဘလောက်အရေးကြီးတယ်လဲအင်္ဂါတွေကိုသွားဆွန်းဆက်ကတ်တာရောဘလောက်အရေးကြီးတယ်လဲဘယ်လိုရည်ရွယ်ချက်ရှိရမလဲဆိုအဲ့ဒါကြတော့လေးနဲ့သွားတယ်တန်ဖိုးလေးပိုရှိသွားတယ်နော်အပေါ်ရမဟုတ်ဘူးတရားအတွင်းသိလို့ရှိရင်ကိုယ့်ရဲ့လေးနဲ့မှုနဲ့သွားရမှာဖြစ်တယ်အလုံးပဲကိစ္စပဲဖြစ်ဖြစ်အပေါ်ရမဟုတ်ဘူးအလေးနဲ့ဆိုတော့ကိုမိပါကိုနေ့စဉ်စားစရာတောက်စရာလေးတွေပို့ပေးတာဒါအမေပို့ကြွေးတာလို့ဆိုရင်တော့ဒါအပေါ်ရမယ်။အော်အမေရဲ့ကျေးဇူးတွေရှိတယ်အဖေရဲ့ကျေးဇူးတွေရှိတယ်ဒီကျေးဇူးတွေဟာတို့ဆက်လို့မကုန်ဘူး။အဲ့ဒီရွေးချက်နဲ့ကြတော့လေးနဲ့သွားပြန်နော်လေးနဲ့သွားတယ်ကိုမိသားစုကြွေးတာမိသားစုဆိုကြွေးရမှာပဲကိုတောင်းဝတ်တရားပဲလို့ပြောရင်ပေါ်ရောရောပဲမဟုတ်ဘူးလူဘဝရောက်လာလို့ရှိရင်လှုပ်တဲ့လှုပ်ထိုက်တဲ့တာဝန်ဝတ္တရားဆိုတာရှိတယ်အဲ့ဒီတာဝန်ဝတ္တရားကိုကြေးပြွန်သူဆိုတာကြတော့ခုံရှိတဲ့အလုပ်ဖြစ်သွားပြန်ကြေးပြွန်သူမကြေးပြွန်သူနှစ်ခုဖြစ်လာတယ်အဲ့နှုတ်ရှိလိုက်တာဝန်ဝတ္တရားကိုသိပြီးတော့တာဝန်ရှိရှိနဲ့တာဝန်သိပြီးတော့အလုပ်လုပ်တဲ့ပုဂ္ဂိုလ်ကြတော့ပို့ပြီးတော့လေးနဲ့တယ်တမိုးလေးတက်တယ်ပေါ့ဘယ်ပဲဖြစ်ဖြစ်ပေးသူဆိုတာရှိတာပဲလေနော်တမန်တွေးရင်တော့တမိုးကမရှိတတ်ဘူးအဲ့တော့ကောင်းပြီဘုရားမြတ်စွာသာသနာတော်မှာနေ့စဉ်ဆွမ်းဆက်ကတာတနေ့တာဆွမ်းလှူတာပဲဖြစ်စီဆိုလိုတာကတန်ဃာတွေကိုဆွမ်းသင်္ကန်းကြောင်းစီပစ္စည်းလေးပါပဲလှူနေ့စဉ်မှာဆွမ်းလေးတစ်စုံလောင်းတာအစားပြီးတော့လေးနဲ့တဲ့အမြင်ရှိရမယ်လေးနဲ့တဲ့အမြင်ရှိရမယ်မှန်ကန်တဲ့ခံယူချက်ရှိရမယ်တမန်အပြင်ကြီးတို့ကအလကားကြွေးထားတဲ့လူစိတ်ကထင်သွားတဲ့ခါလေးကြတော့နော်တချို့ကျဘလောက်ထိတွေးလို့ဆိုပမာပြေမှာဥပပဲတန်ခါ9သိန်းရှိတယ်ဆိုဒီကိုယ်တော်တွေကိုတိုင်းပြည်ကကြွေးထားတာဝန်တော့ဝန်ပို့ကြည့်လို့တောင်ပြောကြတယ်အဲ့လောက်ထိအောင်အပေါ်ရမှကြည့်ပဲစေအပေါ်ရန်ကြည့်ဝန်တော့ဝန်ပို့ကြည့်လို့ခေါ်တယ်ဒါပဲဘယ်သူကထမ်းတာတဲ့ဝန်တော့ဝန်ပို့တော့လို့ဆိုသူကမထမ်းတာတော့မဟုတ်ဘူးတမန်ကိန်းကနန်းနဲ့တွေ့ကြည့်တဲ့လူတွေအဲ့လိုမြင်နေတချို့ကကိုယ့်ရင်ထဲမှာတန်ဖိုးမသိတဲ့ပုဂ္ဂိုလ်အဲ့လိုပဲမြင်တယ်အဲ့တန်ဖိုးသိပြီဆိုလို့ရှိရင်ဆွမ်းလူတာပဲဖြစ်ဖြစ်သင်္ကန်းလူတာပဲဖြစ်ဖြစ်ကြောင်းလူတာပဲဖြစ်ဖြစ်ဆေးလူတာပဲဖြစ်ဖြစ်နော်အလုံးဟာကိုယ့်ရဲ့ယုံကြည်ချက်ကိုအခြေခံပြီးတော့လုပ်တဲ့အခါမှာယုံကြည်ချက်ရဲ့နောက်ွယ်ပါသေးတော့ဆိုရင်အတိညာပါသေးတယ်ယုံကြည်ချက်တမဟုတ်ဘူးရှိရွယ်ချက်ဆိုတဲ့အတိပညာပါရနောက်ကဘာရည်ရွယ်တာလဲမြတ်စွာဘုရားကတခြားဘာသာတွေနဲ့မတူတခြားဘာသာတွေကတော့ကိုးကွယ်တယ်ဆုတောင်းတယ်ဆုယူတယ်ဒါအဓိကပဲဘာသာတရားလိုက်နာတယ်ဆိုကိုးကွယ်တယ်နော်ကိုးကွယ်တယ်ဆိုတာဘာလို့ဘုရားရဲ့ခုံတော်ကျေးဇူးတော်တွေကိုချီးမွမ်းမယ်ကိုယ်အပြစ်လုပ်ထားလို့ရှိရင်နော် confession လုပ်မယ်ဆုတောင်းမယ်ဘုရားအတွက်ရှစ်ပူဇော်မယ်ဆုတောင်းမယ်ကောင်းကျိုးချမ်းသာအဲ့ဒါတွေကဘာအတွက်လုပ်တာတော့ဆိုစဉ်းစားကြည့်လိုက်ကိုကောင်းစားဖို့လုပ်နေကြတာကိုကောင်းစားဖို့လုပ်တာလေဘာတော့ဆိုလို့ရှိရင်စီးပွားဥစ္စာတိုးတက်ခြင်းနဲ့ဘဝမှာအဆင်ပြေခြင်းနဲ့ဒီဘဝမှာလည်းအဆင်ပြေခြင်းနဲ့နောက်ဘဝမှာဘုရားသခင်နဲ့အတူဖြစ်ခြင်းအဲ့ဒါတွေကိုအခြေခံပြီးတော့လုပ်ကြတာဖြစ်တယ်ဘုရားဘာသာမှာအဲ့လိုမဟုတ်ဘူးဘုရားဘာသာမှာအဲ့လိုမဟုတ်
တန်ဃာတွေကိုလှူဒန်းတယ်ဆိုတာဘာအတွက်လဲတိတဲ့လေးနဲ့တဲ့ရည်ရွယ်ချက်ကိုစဉ်းစားရအောင်မြတ်စွာဘုရားကတတော်ထင်ရှားရှိတဲ့အချိန်မှာဘာပြောတယ်လဲဘာတွေပြောထားခဲ့လဲယောဓမ္မပတ္တိသောမပတ္တိမင်းတို့ဓမ္မကိုမြင်မှငါကိုမြင်မှဆိုတော့နော်ယောဓမ္မပတ္တိသောမပတ္တိတရားသိအောင်လှုပ်ချတရားသိမှငါနဲ့တွေ့တာဖြစ်ပဲငါနဲ့တွေ့ရင်လည်းပဲယောမပတ္တိသောဓမ္မငါနဲ့တွေ့ရင်လည်းတရားကိုသိဖို့ရအဓိကဖြစ်တယ်အဲ့စကားကပေါ်ရဆိုရင်တိတ်ပဲမသိဘူးတေချာကြည့်လိုက်လို့ရှင်မင်းတို့ယင်တဲ့နှလုံးထဲမှာအသိပညာဓမ္မနဲ့ပတ်သက်တဲ့အသိပညာတွေမင်းတို့ရှိအောင်လုပ်ရမယ်ဒါပြောတာနော်တရားသိရမယ်ခုနတရားမဟုတ်ဘူးအပေါ်ရန်လှုပ်ထားကြတော့အလေးနဲ့တရားကိုသိအောင်ကြိုးစားအဲ့တော့တရားဆိုတာဘာတရားတွေတုံးလို့ဆိုတာနောက်ချက်ပြောပြမယ်မြတ်စွာဘုရားဟောထားတဲ့အဆုံးအမကိုအနှစ်ချုပ်တာဘာလို့ဆိုရင်လှုပ်တင်တာနဲ့မလှုပ်တင်တာဟောမယ်လောကမှာအကျဉ်းချုပ်လိုက်လို့ရှိရင်မလှုပ်တင်တာနဲ့လှုပ်တင်တာတင်တာခုပဲရှိမလှုပ်တင်တာကိုလှုပ်လို့ရှိရင်ဆိုးကျိုးဖြစ်တတ်တယ်လှုပ်တင်တာကိုမလှုပ်ရင်ကောင်းကျိုးမရဘူးဒါတော့သူကမှလှုပ်တာမဟုတ်ဘူးတရားကိုအဲ့ဒီတိုင်းရှိတယ်နော်လှုပ်တင်တာနဲ့မလှုပ်တင်တာအဲ့တော့လှုပ်တင်တာဆိုတာပါလေလှုပ်တင်တာကအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးတဲ့အလုပ်လှုပ်တင်တာဒါဟုတ်တယ်လေလူတိုင်းကချမ်းသာကြတာပဲကိုလှုပ်တဲ့အလုပ်ဒီအပြစ်ကင်းရမယ်ကိုလှုပ်တဲ့လှုပ်ဒီကောင်းကျိုးချမ်းသာကိုဖြစ်ပေါ်စေတဲ့အလုပ်ဖြစ်ရမယ်ဒါလှုပ်တင်တဲ့အလုပ်ပြီးတော့ကိုမထိခိုက်ဘူးသူများမထိခိုက်ဘူးကိုအတွက်ကောင်းကျိုးချမ်းသာရှိတယ်သူများအတွက်လည်းကောင်းကျိုးချမ်းသာရဒါလှုပ်တင်တဲ့အလုပ်မလှုပ်တဲ့အလုပ်ကဘာတော့အပြစ်ရှိတယ်မကောင်းတဲ့အကျိုးရရှိခံစားစေတယ်ဟောတခါကြည့်လိုက်မယ်ဆိုရင်ကိုယ့်အတွက်ထိခိုက်တယ်ထိခိုက်တယ်ဆိုတာကိုယ့်အတွက်အကျိုးစီးပွားလည်းမဖြစ်ဘူးနိဒာဆုံးရှုံးစေနိုင်တယ်သူတစ်ပါးကိုလည်းပဲထိခိုက်တယ်နိဒာဆုံးရှုံးစေတယ်တချို့ကိစ္စကကိုယ်တော့ကောင်းတယ်သူများမကောင်းတာမျိုးဒါလည်းအပြစ်ပဲနော်အပြစ်ပဲသူများကိုဒုက္ခပေးပြီးတော့ကိုချမ်းသာမှုဘယ်တော့မှမလုပ်နဲ့မြတ်စွာဘုရားနော်သူများကိုဒုက္ခပေးပြီးမှကိုချမ်းသာတဲ့အလုပ်တဲ့နဲ့ဘာလို့လို့ရိုးရိုးလေးပဲစဉ်းစားကိုယ့်ဘက်ကနေကြည့်လိုက်ကိုယ့်ကိုဒုက္ခပေးပြီးတော့ချမ်းသာသွားတဲ့လူကိုလက်ခံနိုင်မလားနော်ကိုလက်ခံနိုင်မလားလက်မခံနိုင်ဘူးကိုယ့်ကိုဒုက္ခပေးပြီးတော့တစ်ဖက်သားကြည်ပွားသွားတယ်ဆိုရင်သူမှလက်မခံဘူးအဲ့ဒါကြောင့်မို့ကိုချင်းစာတရားလို့ဆိုတာကိုမကြိုက်တဲ့ဟာကိုသူများကိုမဖြစ်စေရအောင်မလုပ်ရဘူးဒါရှင်းရှင်းလေးစဉ်းစားတဲ့နည်းနော်အကျိုးနဲ့စဉ်းစားတာမဟုတ်အလုပ်နဲ့စဉ်းစားအကျိုးနဲ့စဉ်းစားလို့ရှိရင်ဘယ်ရပဲဖြစ်ဖြစ်တံပြန်တက်ရောက်မှု reaction ဆိုတဲ့သဘောတရားရှိတယ်ကိုလုပ်တဲ့အလုပ်တစ်ခုသည်တံပြန်အကျိုးတက်ရောက်မှုရှိတယ်အဲ့ဒီတံပြန်တက်ရောက်မှုဟာကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးတက်ရောက်မှုဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးတက်ရောက်မှုဖြစ်တယ်အဲ့တော့တံပြန်တက်ရောက်တဲ့အခါမှာမကောင်းတဲ့အကျိုးထိခိုက်နေတာတဲ့အကျိုးဆိုရင်တော့လုပ်ကြတယ်မလုပ်ရဘူးဒါမျိုးကရှောင်းအဲ့ဒါမလုပ်တဲ့အလုပ်လှုပ်တဲ့အလုပ်ကတံမြန်သက်ရောက်လာလို့ရှိရင်ကောင်းကျိုးချမ်းသာတွေရစေဒါလှုပ်တဲ့အလုပ်လှုပ်ချင်တာမလှုပ်ချင်တာနဲ့မဆိုင်ဘူးလှုပ်တဲ့နာမလှုပ်တဲ့နာတက္ကတာအဲ့တော့မြတ်စွာဘုရားကဓမ္မဆိုတာမလှုပ်တဲ့နာနဲ့လှုပ်တဲ့နာခွဲခြားဟောတာပဲဖြစ်တယ်မလှုပ်တဲ့နာကိုမလှုပ်ဖဲနဲ့ရှောင်ခြင်းလှုပ်တဲ့နာကိုလှုပ်ဆောင်ခြင်းဆိုတာဟာတကယ်အထီးကအကြောင်းတရားဖြစ်တယ်ဖ
ះဟောတဲ့စကားလုံးနဲ့ပြောရင်တပ္ပပပတ္တအာကရဏမကောင်းတဲ့ရုပ်ညံ့တဲ့စိတ်ဓာတ်နဲ့လှုပ်တဲ့အကုသိုလ်မှန်သမျှမလုပ်ရဘူးကုသလတုပတ္တမရာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာရတဲ့အလုပ်တွေကိုကုသနာမှာပြည့်စုံစေရမယ်ဆိုဒီနှစ်ခုပဲဒီကနောက်တစ်မျိုးပြောမယ်ဆိုရင်အကုသိုလ်မလုပ်နဲ့ကုသိုလ်လုပ်ဆိုတာဒုစရိုက်တွေမလုပ်နဲ့သူစရိုက်တွေကိုလုပ်ဘယ်နေရာပဲဖြစ်ဖြစ်လမ်းကြောင်းဟာနှစ်သွဲရှိတယ်အကောင်းနဲ့အဆိုးစားတဲ့အစားအစာတော့ပါပဲဒီအစားကစားရင်ဖိုက်တာမယ်ဝန်းလျှောမယ်မစားတဲ့မူတာတော့ဘုစိတ်တောက်ဖြစ်မယ်မစားတဲ့စားတဲ့အစားဆိုတာကြမ်းမယ်လမ်းဆန်မယ်အင်အားပြည့်စုံပါမယ်ဟောသူကလည်းသူခွဲခြားပြီးသားပဲဒါအဲ့ဒီခွဲခြားပြီးသားကိုအတိညာနဲ့ဆုံးဖြတ်ပြီးတော့မစားတဲ့နာကိုရှောင်ခြင်းစားတဲ့နာကိုဆောင်ဒီသဘောပဲတူတူပဲနော်ကိုယ်ရင်နဲ့နှလုံးထဲမှာမဖြစ်တဲ့တွေးမဖြစ်စေနဲ့ဖြစ်တဲ့တွေးကိုတွေးစကားပြောတဲ့အခါမှာလည်းမပြောတဲ့နာမပြောနဲ့ပြောတဲ့မှာပြောလှုပ်ထားကြတော့လေမလှုပ်တဲ့နာနဲ့လှုပ်တဲ့နာဒီနှစ်ခုဟောသူကလည်းသူစီးချပြီးသားဒါဘေးဖေရကမှခွဲတာမဟုတ်ဘူးတဘာဝတွေကရှိနေအဲ့ဒီရှိနေတဲ့ပင်ကိုရှိတဲ့အတေအာကိုမြတ်စွာဘုရားကတွေးရှိတာဒါကြောင့်မို့မြတ်စွာဘုရားဟောတဲ့ဒီတရားတွေဟာဘုရားမပွင့်ခင်တည်းရှိတယ်ဘုရားက discover ဆိုတဲ့အသုံးနဲ့သုံးတာအင်္ဂလိပ်လိုအဲ့လိုသုံးရှင်းတယ်နော် discover ဆိုတာရှိပြီးသားကိုတွေးတာမရှိဘဲနဲ့တတ် create လုပ်တာမဟုတ်ဘူးလို့ပြောတယ်အဲ့တော့ဓမ္မဆိုတာရှိနေတယ်လို့သာမှတ်ပြီးတော့အဲ့တော့ဘုရားနဲ့တရားဘယ်သူကအရင်ပေါ်တယ်လဲလို့တချို့ကမေးလို့ရှိတယ်အဲ့ဒါကြတော့ခွဲပြော့ဖို့လိုနေမယ်ခွဲပြော့ရမယ်ဘယ်လိုခွဲပြော့ရမှာတော့မြတ်စွာဘုရားကျင့်သုံးလိုက်နာပြီးတော့ကိုယ်တိုင်ကျင့်လို့ဘုရားဖြစ်လာတဲ့တရားသည်ဘုရားမဖြစ်ခင်ရှိတယ်သို့တော့သိလားဆိုမသိဘူးဘုရားကိုယ်တိုင်စတွေးတာတစ္ဆကပါရှိတာတော့ရှိတယ်ရှိတာတော့ရှိတယ်ဘယ်သူမှအသုံးချနိုင်ဘူးအဲ့ဒီဓမ္မကိုကျင့်သုံးမှဘုရားဆိုတာဖြစ်တယ်အဲ့တော့ဘုရားကျင့်သုံးဘုရားအလောင်းကျင့်သုံးခဲ့တဲ့တရားသည်ဘုရားမပွင့်ခင်ကရှိတဲ့တရားလို့ပြောလို့ရတယ်သို့တော့ဓမ္မစကြာတရားကနေစပြီးတော့နောက်ပိုင်းဟောလိုက်တဲ့တရားတွေဒီလမ်းကြောင်းပဲတူတူပဲမြတ်စွာဘုရားဟောတဲ့ဒေတိတဓမ္မတရဝါတွေကိုဖြန့်ဝေပေးတဲ့တရားကြတော့ဘုရားပွဲမှာဖြစ်တာလေဒါရက်ပြောက်နေတာပြောက်နေတဲ့ပစ္စည်းပြန်တွေ့တယ်လို့ပဲအဲ့တော့မြတ်စွာဘုရားကတရားကိုကျင့်လို့ဘုရားဖြစ်တယ်ဘုရားဖြစ်လို့ဒီတရားတွေကိုလူတွေကိုမျှဝေပေးတယ်ရှယ်ရလုပ်တယ်အဲ့တော့ဘုရားကိုယ်တိုင်ကျင့်သုံးတွေ့ရှိခဲ့တဲ့တရားသည်ဘုရားမပွင့်ခင်ရှိတယ်ဘုရားကပြန်ပြီးတော့ဟောလိုက်တဲ့သုံးသင်ဆုံးမပေးတဲ့ဟာကြတော့ဘုရားပွင့်မှဖြစ်တာဖြစ်တယ်ဒါမှမဟုတ်ဗုဒ္ဓပြီးတော့ဓမ္မလို့သွားတာနော်ဗုဒ္ဓနဲ့ဓမ္မစာပေကျမ်းကနေဘယ်လောက်ထိအောင်ဆိုတော့ဆိုဓမ္မကာယောယတောတတ္ထာမြတ်စွာဘုရားရဲ့ဘဝဟာဓမ္မနဲ့တည်ဆောက်ထားတာဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကိုဓမ္မကာယဆိုတဲ့အသုံးရှိတယ်ဓမ္မဘောဓိဘုဓမ္မကာယထိုင်းနိုင်ငံမှာဓမ္မကာယဆိုတဲ့ခိုင်းရှိတယ်နော်ဓမ္မကာယဆိုမဟာယာနတွေသုံးနေရှိတယ်မြတ်စွာဘုရားဓမ္မဘောဓိဖရာဟာတရားဟာလည်းဖရာပဲဆိုလို့လေဓမ္မကာယောယတောတတ္ထာဓမ္မောတတ္ထာတတော်မတော်မြတ်စွာဘုရားကိုယ်တိုင်ကသူ့ဘဝဟာဓမ္မနဲ့တိဆောက်ထားတာဖြစ်တော့ကြောင့်ဓမ္မအသိပဲနဲ့ဖရာသိပဲနဲ့ဓမ္မဒီနှစ်ခုခွဲလို့မရဘူးဓမ္မကျင့်သုံးလို့ဖရာဖြစ်တာဖရာဖြစ်လို့ဓမ္မကိုဖော်ထုတ်တာအများအတွက်ဖော်ထုတ်ပေးတာအဲ့တော့ဗုဒ္ဓနဲ့ဓမ္မဓမ္မနဲ့ဗုဒ္ဓခွဲလို့မရတော့နော်ခွဲလို့မရအောင်ဗုဒ္ဓဆိုတဲ့စကားလုံးကိုဓမ္မကိုသိသူဆိုတဲ့အဓိပ္ပာယ်ရတယ်ဓမ္မကိုပထမဆုံးသိသူဆိုတဲ့အဓိပ္ပာယ်ရတယ်ဒါကြောင့်မို့ဗုဒ္ဓနဲ့ဓမ္မ
အဲ့ဒီဗုဒ္ဓဓမ္မနှစ်ခုရှိတယ်မဲ့ဗုဒ္ဓဆိုတာပုဂ္ဂလဓမ္မဆိုတာသဘာဝတရားစရာကြီးဗုဒ္ဓဆိုတာပုဂ္ဂလဆိုတာလူပုဂ္ဂိုလ်တူလူပုဂ္ဂိုလ်တူဟာတတန်းရှိတယ်လူပုဂ္ဂိုလ်တူကတတန်းရှိတယ်အကြောင်းတရားတွေပေါ်မှာမိတည်နေရတယ်ဓမ္မဆိုတဲ့သဘာဝတရားကတော့သာဝရရှိနေတဲ့အရှိတရားပဲသူကတော့ပုဂ္ဂလကမမြဲဘူးဓမ္မကမြဲတယ်ဒါကြောင့်မို့ဓမ္မကိုသိတဲ့ဓမ္မအကြောင်းအရာတွေကိုဗုဒ္ဓကဟောပေးထားတယ်ဟောပေးထားပြီးတော့မင်းတို့ငါနဲ့တွေ့ချင်းဓမ္မနဲ့တွေ့ရမယ်ဓမ္မနဲ့တွေ့မှငါနဲ့တွေ့မယ်ဓမ္မသိမှငါကိုသိရရောက်တယ်သုတ်တန်တစ်ခုမှဆိုရင်သင်္ဃာတိကဏ္ဍဆိုတဲ့သုတ်မှာမြတ်စွာဘုရားကဟောတော့ဆိုမင်းတို့ဓမ္မမသိပဲနဲ့ငါနောက်ကနေပြီးငါရဲ့သင်္ကန်းစာဆွဲလိုက်နေအောင်တော့ငါနဲ့အဝေးကြီးပဲတဲ့မင်းတို့နဲ့ငါနဲ့မနီးဘူးတဲ့ဒီအဓိပ္ပာယ်ကအပ္ပဒမလေးနဲ့တဲ့အဓိပ္ပာယ်နော်ငါနဲ့အတူနေကုံပြောရင်ငါသင်္ကန်းစာဆွဲပြီးငါသွားရနောက်ကလိုက်နေဓမ္မမသိဘူးဆိုရင်မင်းတို့နဲ့ငါတို့နဲ့ရာပေါင်းထောင်ပေါင်းမိုင်ပေါင်းများစွာအဝေးกว่าတယ်လို့ပဲပြောဟုတ်တယ်လေပမာတွေလည်းပြောကြတယ်မဟုတ်လားမချစ်လို့ရှိရင်တော့ဝေးတယ်လေချစ်ရင်နီးတာပဲတယောက်နဲ့တယောက်မေတ္တာခြင်းမရှိရင်ဝေးနေတာပဲအတူနေလည်းဝေးတာပဲအဲ့တော့ဓမ္မကိုသိပြီဆိုလို့ရှိရင်တော့တဲ့ငါနဲ့မင်းတို့မိုင်ပေါင်းရှုစနာပေါင်းထောင်တောင်ချီဝေးပါစေငါနဲ့အတူနေရတာပဲအဲ့ဒီစကားဟာဓမ္မသိဖို့ဘလောက်အရေးကြီးတယ်ဆိုတာဆိုလိုတဲ့စကားလေးပဲဒါကြောင့်မြတ်စွာဘုရားဟာတတော်ရှင်ရှိတဲ့ကမှာဓမ္မကိုသိဖို့တိုက်တွန်းနှိုးဆော်ခဲ့တယ်ဓမ္မသိအောင်လုပ်ဖို့ဝက္ကလိဆိုတဲ့ပုဂ္ဂိုလ်ကမြတ်စွာဘုရားကိုကြည်ပြီးတော့ဘုရားနာနေရတာသူစိတ်ထဲမှာစိတ်ချမ်းသာနေတယ်ဘုရားကိုကြည်ညိုတယ်စိတ်ထဲမှာဘုရားနာနေအေးချမ်းတယ်လို့ထင်ပုဂ္ဂိုလ်ကိုအားကိုးနေတယ်အဲ့ဒီမှာမြတ်စွာဘုရားကိဋ္တိဝက္ကလိဣမိနာပုတ္တိကာယေနဒိဋ္ဌိနာလူရဲ့ခန္ဓာကိုယ်ဆိုတာအပေါ်ကနန္တာတွေလိမ့်ချမ်းထားလို့မွေးတဲ့ကြောင်နန္တာတွေကမွေးတာပဂတိလူကမွေးတာမဟုတ်ဘူးမျက်စိလဲမနေနဲ့လူရဲ့ခန္ဓာကိုယ်ဆိုတာနော်အပုပ်နဲ့နေလှိုင်းနေတဲ့အရာသာဖြစ်တယ်ဒါမှမဟုတ်ပုတ္တိကာယအနံ့ဆိုးတဲ့ကိုယ်ကာယအဲ့ဒါကိုနန္တာတွေနဲ့ကာကွယ်ထားကြတယ်ရှင်းဖို့ချိုးတန်းဆင်ပြီးတော့ကာကွယ်ထားတယ်အဲ့ဒီတို့အတွင်းနဲ့ကြည့်လိုက်လို့ရှိရင်မွေးကြိုင်တဲ့အရာတစ်ခုမှမရှိဘူးယွန်စရာကောင်းတဲ့အရာတွေနဲ့ပြည့်နေတဲ့ငါ့ကိုမင်းချိနေလို့ဘာအကျိုးရှိပါလဲဒီစကားအစာပြောတာနော်ငါ့ကိုကြည့်မနေနဲ့ငါကိုကြည့်မနေနဲ့ယောဓမ္မပတ္တိသောမပတ္တိဓမ္မမြင်မှငါ့ကိုမြင်မယ်ဆိုဒါအမြဲတမ်းလေးနဲ့တဲ့စကားတစ်ခုဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားဓမ္မကိုအဓိကထားပြီးတော့နောက်ပြိဋိဘံဆန်တဲ့အခါမှာလည်းပဲယောအနန္တမယတမောစဝိနယောစဒေတိတော်ပညာတော်သောမမစ္စေနတ္ထာငါဟောခဲ့တဲ့ဓမ္မငါပြညတ်ခဲ့တဲ့ချက်မှတ်ပေးထားတဲ့ဝိနည်းစိကံချက်တွေဟာငါမရှိတဲ့နောက်မှာမင်းတို့ကိုဆုံးမတဲ့ဆရာပဲဆိုလိုတာကပုဂ္ဂိုလ်ဆိုတာခိုင်မြဲတာမဟုတ်ဘူးတရားကသာခိုင်မြဲတာအဲ့တော့မြတ်စွာဘုရားကသူ့ရဲ့ကိုယ်စားဘယ်သူကိုရွေးခဲ့တာလဲတချို့ကြတော့ဆိုပါစို့တိုင်းပြည်ခေါင်းဆောင်တယောက်အနာယူသွားရင်သူကပုဂ္ဂိုလ်တယောက်တက်လာတာပဲလေအဖွဲ့အစည်းတစ်ခုမှလည်းပဲဥက္ကဋ္ဌကြီးနာယူသွားရင်နောက်ဥက္ကဋ္ဌတယောက်တက်လာလူကိုပဲရွေးချတယ်ပုဂ္ဂိုလ်ရွေးချတယ်မြတ်စွာဘုရားကြတာအဲ့လိုမဟုတ်ဘူးဗုဒ္ဓရဲ့နေရာမှာဘယ်သူကိုရွေးချယ်ခဲ့တာတော့ဆိုဓမ္မကိုပဲရွေးချယ်ခဲ့တာ
successor လို့ခေါ်တဲ့ဓမ္မသူ့ရဲ့ယာတုဆက်ခံသူကဓမ္မပဲအကယ်၍များဘုရားကပြိဋိဘဆံဃာနီးငါမရှိတော့ရင်ထီကိုတော်ကိုငါအစာကိုဝယ်ရေးကြဆိုရအဲ့ဒီကိုတော်ကအကုန်လုံးဥပဒေတွေပြင်းရင်ပြင်းမှာပြောလို့မရဘူးလူဆိုတာပြင်းတယ်လေအဲ့တော့မြတ်စွာဘုရားအလုံးငါဟောခဲ့တဲ့တရားသည်မင်းတို့ဆုံးမမယ်ဆရာပြည့်ပြည့်စုံစုံတခါတည်းဟောထားပြီသားအဲ့ဒီတိုင်နေကြတရားဓမ္မအဆုံးမနဲ့နေကြဆိုဘုရားမရှိတော့ဘုရားရှိတော့ကလည်းဓမ္မကအရေးပါတယ်သို့တော့ဘုရားရှိကအစ်စ်ဘာတွေပြောမလဲဆိုတာလည်းအရေးပါတယ်ဘုရားမရှိတော့ဘူးဆိုရင်ဘုရားပြောခဲ့တဲ့စကားတွေကပိုအရေးပါလာတယ်အဲ့ဒီတရားဓမ္မတွေပျောက်ကွယ်မသွားအောင်လက်ဆင့်ကမ်းနိုင်ဖို့တန်ဃာတွေကအရေးပါလာတယ်လက်ဆင့်ကမ်းနိုင်တဲ့ပုဂ္ဂိုလ်တွေဒါတွေကိုသင်ယူတယ်ကြက်မှတ်တယ်နောက်ထပ်လက်ဆင့်ကမ်းပေးသွားတယ်စာအုပ်နဲ့လက်ဆင့်ကမ်းလို့မရဘူးစာအုပ်နဲ့လက်ဆင့်ကမ်းလို့ရှိရင်နောက်တစ်ဆက်ဆိုပြလိုက်ထဲရောက်သွားပြီဖတ်တတ်တဲ့သူမရှိဘူးဒိဗေမဖော်တတ်တော့ဘူးဘာတွေမှမသိဘူးကိုရီးယားသွားတော့ကကိုရီးယားဟိန်းစာဆိုတဲ့ကျောင်းတိုက်ကြီးတယ်မှာlibrary ကြီးတစ်ခုရှိတယ်အကြီးကြီးပဲအဲ့ဒီမှာပြင်ချက်ပေါ်မှာထွင်းထားတဲ့ခန်းချီအခရာနဲ့ထွင်းထားတဲ့ပိဋကတ်တွေရှိတယ်ဘယ်သူမှမဖတ်တတ်ဘူးနော်မပြည့်စည်အောင်တော့ထိန်းတာအချက်ပေါင်း1000လောက်ရှိတယ်ဗုဒ္ဓရဲ့စာပေတွေကိုအခုလိုစာအုပ်နေနဲ့ထားခဲ့မယ်ဆိုရင်အဲ့လိုပြဖို့ပဲဖြစ်မှာအခုအဲ့လိုမဟုတ်ဘူးမြတ်စွာဘုရားကဒါတွေကိုသင်ညာလက်ဆင့်ကမ်းညာဆိုပြီးတော့ချမှတ်ထားတာအဲ့ဒီချမှတ်ထားတဲ့အတိုင်းတန်ဃာတွေကပရိယတ္တိဆိုတဲ့သင်ယူမှုတာဝန်ကိုထမ်းဆောင်ကြတယ်အဲ့ဒါကြောင့်မို့တန်ဃာတွေကိုစွန့်သင်ကကြောင်းစေပစ္စည်းလေးပါလှူတယ်ဆိုတာဒီဓမ္မတွေဆက်လက်ထမ်းဆောင်နိုင်ဖို့မပြောက်ပြက်အောင်ထိမ့်သိမ့်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လူရင်ဒါကတန်ဖိုးဖြစ်သွားတယ်နော်ကုသိုလ်ရအောင်ဘုန်းကြီးဆုံးသတ်တဲ့ဆိုတာတန်ဖိုးမဟုတ်ဘူးဒါကြတော့အဲ့ဒါမှတန်ဖိုးကြီးသွားပြီမြတ်စွာဘုရားဟောတဲ့တရားတွေကိုထိမ့်သိမ့်ဆောက်ရှောက်တဲ့အနေနဲ့တောင်းတကွေအားဖြင့်ထိမ့်သိမ့်ဆောက်ရှောက်တဲ့နေတဲ့ပုံကိုယ်တွေကိုအထောက်အကူပြုပေးလိုက်ခြင်းအပြင်သူတို့ဟာဆက်လက်ထိမ့်သိမ့်သွားနိုင်လိမ့်မယ်အဲ့တော့ဆိုလိုတာဘုရားကိုယ်တိုင်ကသူ့ရဲ့ရှားဒုစက္ကမှုဓမ္မကိုရွေးချယ်ခဲ့တာဖြစ်တော့ဒီဓမ္မဟာလောကမှာရှင်သန်နေသမျှကာလပတ်လုံးဒီဓမ္မကိုသိနေသမျှကာလပတ်လုံးလောကကြီးဟာအဓမ္မတွေတက်မလာနိုင်ဘူးအဲကြောင့်မို့လို့ဓမ္မကိုသိတဲ့ဓမ္မမပြောက်ွယ်ဖို့ကအရေးကြီးတယ်ပေါ့ဓမ္မနဲ့အဓမ္မဆိုတာရှိတယ်ထင်မယ်မှန်ကန်တဲ့ဓမ္မပြောက်ွယ်သွားတာနဲ့အဓမ္မကတက်လာမှာပဲလေလွယ်မှာတဲ့အရာတွေအကုန်တက်လာပြီးကြီးဆိုးသွားအဲ့ဒါကြောင့်မြတ်စွာဘုရားဟောတဲ့တရားဓမ္မတွေမပြောက်ွယ်အောင်တို့တွေဟာရှင်ပြုနာသအလှတော်မင်္ဂလာလုပ်တယ်နေ့စဉ်ဆွမ်းဆက်ကတ်တဲ့အလုပ်တွေကိုလုပ်တယ်နော်ရသက်ပံဆွမ်းလှူတယ်ဆိုတာဟာဓမ္မတည်တံ့ရေးအတွက်ဖြစ်တယ်ဆိုရင်အဲ့ဒါတို့ရည်ရွယ်ချက်ထားလိုက်လို့ရှိရင်ကိုယ်လို့ကျသိကြီးကျယ်သွားမဟုတ်ဘူးလားဟုတ်တယ်ဘုန်းကြီးဆွမ်းကတ်တာအမှန်မဟုတ်ဘူးဘာလို့လဲဆိုဟုတ်တယ်သူဆုံးကတဲ့တရားကစာပေသင်ယူနေကြတယ်ဘုရားဟောတဲ့တရားတွေကိုသင်ယူပို့ချနေကြတယ်ဒါတွေကိုဆက်လက်သင်နိုင်ဖို့အတွက်တို့ထောက်ကူပြုတယ်ကိုရွေးချက်ကတာပဲလှုပ်ဆောင်တဲ့ပုဂ္ဂိုလ်ကဒါတွေလုံနေတဲ့ပုဂ္ဂိုလ်တွေကိုကတိအတွက်ကြောင့်
အောင်မြင်အောင်လုပ်နိုင်တဲ့ပုဂ္ဂိုလ်ရှိကောင်းရှိမယ်မအောင်မြင်အောင်မလုပ်နိုင်တဲ့ပုဂ္ဂိုလ်လည်းရှိကောင်းရှိမယ်သို့ပေမဲ့လုံနေတဲ့အချိန်တစ်ခုကိုကရေးဆူပြီးတော့လုံနိုင်အောင်ဆိုကတ်တဲ့ကိုယ့်ရဲ့ရွေးချက်ဟာတန်ဖိုးပဲကိုလှုပ်တဲ့လှုပ်တစ်ခုကဥဒ္ဒချက်တဲ့တဲ့ပွဲအနေနဲ့ဒါတန်ဖိုးဖြစ်သွားပြီနော်ရှင်ပြုတယ်ဆိုတဲ့ရည်ရွယ်ချက်ကိုလည်းထိစပေးတဲ့ကညွှန်ထားတာဖြစ်တယ်။ဘာဖြစ်လို့ရှင်ပြုလဲရှေးခေတ်ကတော့မြတ်စွာဘုရားတရားဟောတယ်နာယူကြတယ်နာယူပြီးတော့အဲ့ဒီတရားကိုသိရှိနားလည်တဲ့အခါမှာယင်းနဲ့မှတရားဖြစ်လာကြတယ်အဲ့ဒီတရားကိုအကြောင်းပြုပြီးတော့ကိုယ့်ရဲ့ဘဝကိုဆုံးကြတယ်ပေါ့ရှင်နဲ့မှယုံကြည်ချက်တရားနဲ့ဆုံးလွတ်ပြီးတဲ့အခါမှာသာသနာပေါင်းကိုဝင်ကြတယ်ဒါရှိခေတ်ကနောက်ပိုင်းရောက်တဲ့အခါကျတော့မိဘဆရာသမားတွေရဲ့တိုက်တွန်းချက်လှုပ်တဲ့လှုပ်တဲ့ရွေးချက်ပေးချက်အဲ့ဒါတွေခြေခံပြီးတော့မိဘဆရာသမားတွေကရှင်ပြုပေးကြတယ်သာသနာတော်ရဲ့ကျင့်စဉ်တွေနဲ့မိတ်ဆက်ပေးကြတယ်မိတ်ဆက်ပေးတဲ့ပုဂ္ဂိုလ်ရဲ့ယဉ်တဲ့နှလုံးထဲမှာမြတ်စွာဘုရားရဲ့သာသနာဆိုတာဒီလိုပါလားဆိုတဲ့အသိလေးဝင်သွားတယ်ဒါတွေသိရမယ်ဆိုတာအသိဉာဏ်လေးရောက်သွားတယ်အဲ့ဒါလေးကသူ့ဘဝအတွက်ကောင်းတဲ့မျိုးစေ့တစ်ခုဖြစ်သွားတယ်အဲ့ဒီမျိုးစေ့ဟာဒီကလေးတွေအတွက်တမိုးရှိတယ်ပေါ့ကိုယ့်ရဲ့ဘိုးဘွားမိဘတွေကကိုယ့်ရဲ့သာသမီကိုရှင်ပြုပြီးတော့သာသနာတော်နဲ့မိတ်ဆက်ပေးတယ်လို့ပဲကိုယ့်ဘဝရောက်တဲ့အခါမှာလည်းကိုယ့်ရဲ့သာသမီတွေကိုအစဉ်ဆက်ပေါ့generation to generation နောက်ဆုံးအဆက်ကတည်းကကိုယ့်ရဲ့သာသမီကိုလည်းပဲကိုငယ်တော့ကိုမိဘတွေကရှင်ပြုပေးခဲ့တယ်ရှင်ပြုပေးခဲ့တဲ့အတိုင်းကိုကလည်းပဲကိုသာသမီကြတော့ရှင်ပြုပေးတယ်အဲ့ဒီလိုနီးနဲ့မျိုးဆက်ကလေးတွေပြန်ပွားလာဒီထဲကနေပြီးတော့ဝတ်တုံကတော့တုံးတစ်ပါးအနေနဲ့ဝတ်ထားရှင်ပြုပေးတာဒီထဲမှာဗမာပြည်မှာနိုင်ငံညာသွားပြီးတော့ပညာတော်သင်လွတ်မလို့ဆိုတဲ့ကလေးတယောက်ဟာတယောက်တည်းကကြမှာကမှာကိုသိတာပြောတယ်နော်အာသနာဘောဝင်ပြီးတော့အခုလို့ရှင်ပြုတ်လိုက်တဲ့အခါမှာသူကသူတရားဖြစ်ပြီးတော့နိုင်ငံညာသွားမှတော့မသွားတော့ဘုန်းကြီးဘွားနဲ့ရှိသေးတဲ့ခုချိန်ထိစတဲ့နေတယ်ဒါသူလမ်းကြောင်းသူဖော်သွားတာပဲလေအဲ့လိုတန်ဖိုးရှိတဲ့အသည့်တွေသိဖို့မြတ်စွာဘုရားချမှတ်ထားခဲ့တဲ့ဓမ္မတွေကိုသူလိုက်နာဖို့ဆိုသူကသူရွေးချယ်သွားတယ်တော့အဲ့လိုလမ်းကြောင်းနဲ့ပေါက်သွားနိုင်တယ်လေအကယ်၍ပါရမီဆိုတာအခြေခံကလုတ်ခဲ့တာမရှိဘူးစိတ်ဝင်စားမှုအားနဲ့နေသေးတယ်ဆိုအခုဒီဘဝရှင်ပြုပေးလိုက်သည့်အတွက်ကြောင့်နောက်ဘဝတွေရောက်တဲ့အခါကျတော့ဒါမျိုးပေါ်မှာစိတ်ဝင်စားလာအဲ့ဒါမျိုးစိတ်လို့ခေါ်တယ်အဲ့ဒီမျိုးစိတ်ကဘယ်တော့မှမပြောက်ဘူးတဲ့အဲ့ဒီမျိုးစိတ်အတိုင်းဆက်ပြီးတော့ဖြစ်လာအဲ့ဒါကြောင့်မို့ယုံဓမ္မဒါကိုလို့တဲ့အလုပ်တာမန်အလုပ်မဟုတ်ဘူးမြတ်စွာဘုရားရဲ့ဓမ္မကိုမပြောက်ပြက်အောင်ဆက်လက်ထိမ့်သိမ့်တဲ့ထဲမှာတိုးတဲ့တွေကထထတအားပါဝင်ပြီးသာသနာတော်တည်တတ်မှုအတွက်လုပ်တာဖြစ်တယ်လို့အဲ့ဒါခံယူလိုက်အဲ့လိုခံယူလိုက်လို့ရှိရင်ကိုလှူတဲ့ပစ္စည်းတွေရဲ့တတ်မှုကဓမ္မကိုဥတည်သွားတာဖြစ်တယ်နော်အခုလို့လှုပ်လာလို့ဗမာပြည်သာသနာရောက်လာတာလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ကရောက်လာတာအဲ့ဒီကလေးကနေ့ထိရှင်သန်ပြန်ပွားနေတော့မယ်အိန္ဒိယနိုင်ငံမှာပျောက်သွားရင်မရှိတော့ဖျားဟောတဲ့ပိဋကစာပေတွေဟာဗမာပြည်မှာအပြည့်အစုံရှိတယ်ဒီနေ့
ရှိုင်းနှိပ်ပြီးတော့အတိဖြူထားတဲ့ကျမ်းစာပေါင်းအုပ်ရည်40ရှိတယ်နော်တို့ကိုစာမျက်နှာနဲ့ပြောမယ်ဆိုရင်300ပတ်ဝန်းကျင်ရှိတော့1000ခွဲလောက်ရှိတယ်အဲ့ဒါကိုအထက်ကထာက52အုပ်အဓိပ္ပာယ်ဖွင့်ပြတဲ့စာအုပ်တွေအဓိပ္ပာယ်ရှင်းပြတဲ့တိကာက26အုပ်အဲ့ဒီစာပေပိဋကတ်တွေဟာမြန်မာပြည်မှာနော်စာအုပ်အနေနဲ့ရှိတယ်ဖတ်ရှုနားလေသိတဲ့ပညာရှင်တွေလည်းရှိတယ်ဘုန်းကြီးတွေတတ်သိတဲ့ပညာသင်လည်းသင်နေကြတယ်နောက်ဆက်တွေလည်းသင်ပေးနေကြတယ်အဲ့တော့မြန်မာပြည်မှာတော့ဘုရားတရားတော်တွေရှင်သန်နေတယ်လို့ပြောဒါဖြင့်တခြားနိုင်ငံတွေမရှင်သန်အောင်ဒါဆိုနေသွားပြီတခြားနိုင်ငံတွေမှာတချို့ဆိုပြီးတော့မှသင်ရင်ဗမာပြည်လာတယ်ဒါပြီးတော့မှပျောက်ကွယ်သွားတာပဲတော့အဲ့လိုမျိုးပေါ့နော်ဗမာပြည်မှာတော့သုတ်တံပဲဖြစ်ဖြစ်ပြီးတော့မှပဲဖြစ်ဖြစ်ဝိနည်းပဲဖြစ်ဖြစ်အလုံးအရှင်သန်နေတယ်မြတ်စွာဘုရားသတ်မှတ်ပေးခဲ့တဲ့ဓမ္မဝိနည်းအသည်မင်းတို့ရဲ့ဆရာလို့ဆိုတဲ့အတိုင်းမြန်မာပြည်မှာထွန်းကားနေတယ်အဲ့ဒီထွန်းကားနေတာတွေကိုတို့တွေဆက်လက်ထွန်းကားဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဆွမ်းလူတယ်အခြားအတ္တဘဝတ္ထုပစ္စည်းတွေကိုလှူတယ်ဆိုတာကိုအဲ့ဒီရည်ရွယ်ချက်နဲ့လှူအဲ့ဒီရည်ရွယ်ချက်နဲ့ဆက်လက်ပြီးတော့ဒါတွေကိုတချို့ကိစ္စကိုမထမ်းဆောင်နိုင်ဘူးလေကိုမထမ်းဆောင်နိုင်တော့ထမ်းဆောင်နိုင်တဲ့ပုဂ္ဂိုလ်အားပေးတာအဲ့ဒါလည်းပဲကိုထမ်းဆောင်သလိုပဲဖြစ်တယ်ဘာဖြစ်လို့လဲဆိုရင်ပူပေါင်းဆောင်ရွက်မှု unity is strength ဆိုတာရှိတယ်လေအားလုံးသိတဲ့အတိုင်းပဲဘယ်ပဲဖြစ် unity ဖြစ်ဖို့လိုတယ်တခုတည်းလုပ်လို့မရဘူးတေချာစဉ်းစားကြည့်လိုက်လူရဲ့ခန္ဓာကိုလူတယောက်တည်းသိပဲနဲ့ unity ပဲဘာလို့ဆိုရင်မျက်စိကမျက်စိအလုံးလုံးတာနားကနားအလုံးလုံးတာပါးစပ်ကပါးစပ်အလုံးနှာခေါင်းနှာခေါင်းလုံးအလုံးပေါင်းမှဖြစ်တာလမ်းလျှောက်တာသိပဲနဲ့ unity ပဲနော်လမ်းလျှောက်တာဆိုတာမျက်စိကလမ်းကြည့်ပေးတယ်ခြေထောက်ကလှမ်းရတယ်မျက်စိကြည့်ပါပြီခြေထောက်မပါရင်မရပြန်ဘူးခြေထောက်ကြည့်ပါပြီးတော့မျက်စိကမမြင်ဘူးဆိုရင်မဖြောင့်မတ်ဘူးအလုံး unity ပဲအဲ့ဒါလိုပဲဘဝမှာလည်းပဲ unity ပဲအလုံးတစ်ခုအောင်မြင်မှုအတွက်က unity ပေါင်းစုလောက်တာပဲဖြစ်တယ်ပေါ့တစ်ခုတည်းလောက်တာမဟုတ်အလုံးပေါင်းဆက်လိုက်မှကောင်းမြတ်တဲ့အကျိုးတစ်ခုရလဒ်တစ်ခုထွက်တယ်အဲ့ဒါကြောင့်ဟုတ်တာရလဒ်ထွက်ဖို့ကိုတန်းနိုင်တဲ့ဘက်ကဝင်ပြီးတော့ခုတာစဝဲကြီးကိုဝိုင်းမာကြတယ်လို့ပဲနော်ကိုယ့်ဘက်ကလည်းမာတယ်သူ့ဘက်ကလည်းမာပြီးရွှေ့ကြတယ်အဲ့ပုံစံပဲမြတ်စွာဘုရားချမှတ်ထားတဲ့ဓမ္မကိုဝိုင်းပြီးတော့ထိန်းလိုက်ကြတာဝိုင်းထိန်းလိုက်တဲ့ကဒီဟာရွေ့ရှာတော့ရှင်းတန်လာတယ်အဲ့ဒီအိဗယ်မျိုးကိုစဉ်းစားပြီးတော့ထုတ်လုပ်တဲ့အလုပ်တွေအဲ့လောက်ထိတန်ဖိုးကြည့်ပါလားဆိုသိလာတန်ဖိုးသိမှတန်ဖိုးရှိမှတန်ဖိုးရှိပေမဲ့လို့တန်ဖိုးသိမှတန်ဖိုးရှိတယ်ဆိုသိအဲ့ဒါကြောင့်မလို့အခုလို့ဗုဒ္ဓဘာသာမှာလှမှုတန်မှုဘာပဲလုပ်လို့ရှင်ပြတာပဲဖြစ်ဖြစ်နော်ကြောင်းဆောက်တာပဲဖြစ်ဖြစ်ဆွန့်ကတ်တာပဲဖြစ်ဖြစ်သင်္ကန်းလှူတာပဲဖြစ်ဖြစ်လှူသမျှတွေသည်ဘာအတွက်လဲလို့မေးလို့ရှိရင်ဘုရားဟောကြားခဲ့တဲ့ဓမ္မတွေရှင်သန်ပြတ်ပွားနေဖို့ဒီဓမ္မတွေရှင်သန်ပြတ်ပွားမှလူတွေဟာအမှန်တရားကိုမြင်ကြမှာဖြစ်တယ်အမှန်တရားကိုမြင်ကြမှကောင်းကျိုးချမ်းသာတွေကလွဲချော်မှာမဟုတ်ဘူးဆင်းရဲဒုက္ခတွေနဲ့ဒုက္ခရောက်နိုင်ကြတယ်ကောင်းကျိုးချမ်းသာတွေရနိုင်မှာဖြစ်တယ်ဆိုတာကိုစိတ်ထဲနှလုံးထဲမှာမှတ်သားပြီးထိုးလို့တဲ့အလုပ်သာသနာပြုဆိုတာအဲ့ဒါကိုပြောတာနော်သာသနာပြုဆိုတာအဲ့ဒါပြောတာတကယ်ရှင်တဲ့နှလုံးထဲမှာအတိတရားတွေရအောင်ကိုယ်တိုင်လည်းပဲကြိုးစားတယ်သူများကိုလည်းကြိုးစားအောင်လုပ်ပြီအဲ့တော့ဒီတဲ့တမိုးကြီးတဲ့အလုပ်ကိုရှာကြည့်ဘယ်ဟာရှိသေးလဲဆိုဒါအများအတွက်ဆိုရင်ဒါတမိုးအရှိဆုံးပဲကိုယ့်အတွက်တော့လှုပ်ရှားရရှိတယ်
အကောင်းဆုံးလုပ်ချင်ဝိပဿနာတရားအထုတ်ဒါခုအတွက်နော်ကိုယ့်အတွက်အဲ့ဒီနည်းနည်းလျှော့ရင်တော့မေတ္တာပွားမေတ္တာပွားရတဲ့ပို့ကောင်းတဲ့လောကဝိပဿနာတရားအထုတ်ဝိပဿနာတရားအထုတ်တာတဲ့ကောင်းတဲ့ကုသိုလ်ဆိုတာလောကကြီးမှာမရှိတော့လုပ်လို့ရတဲ့ကုသိုလ်တွေမှာဝိပဿနာအမြင့်ဆုံးပဲနော်ဝိပဿနာဆိုတာဘာရုံလို့မေးလို့ရှိရင်ဝိဆိုတာသူများနဲ့မတူထူးခြားတဲ့ပဿနာရှုမြင်မှုကိုကတမန်အပြင်လူတွေကကိုယ့်ဘဝကိုမြဲတယ်လူပဲနတ်ပဲတတ္တဝါလို့ထင်တယ်ဝိပဿနာအမြင်နဲ့ကြတော့လူနတ်ဆိုတာမရှိဘူးယူဆတရားသာဖြစ်တယ် concept ဆိုတဲ့ယူဆတရားသာဖြစ်တယ်ရှုံနဲ့နာနှစ်ခုပဲရှိတယ်ရှုံနဲ့ဟာတတ္တဝါမဟုတ်ဘူးအဲ့ဒီအမြင်လည်းဝိပဿနာပဲဒီတတ္တဝါမဟုတ်တဲ့ယုံနံသည်ထာဝရလားဆိုမဟုတ်ဘူးအလုံးကရွေ့ရှားပြောင်းလဲနေတဲ့အရာသာဖြစ်တယ်လို့ဒီလိုရှုမြင်ရတာမှဒါအစင်းမြင့်ဆုံးအသိပညာလို့ခေါ်တယ်အဲ့ဒီအသိပညာရခြင်းသာလင်ကုသိုလ်ထဲမှာအမြတ်ဆုံးအဲ့ဒီကုသိုလ်ရမှဘာဖြစ်တုံးဆိုရင်မကုသိုလ်ဆိုတာရနိုင်တယ်မကုသိုလ်ရမှနိဗ္ဗာန်ဆိုတာတွေ့မယ်ဒီတိုင်းကနိဗ္ဗာန်ဆိုတာမှန်းကြည့်အောင်မကြည့်လို့ရတယ်တွေ့လို့မရဘူးအဲ့ဒါကြောင့်မို့လို့တို့တွေဟာကိုယ့်အတွက်ဆိုရင်အကောင်းဆုံးကုသိုလ်ကမေတ္တာပွားမယ်တရဏဂုံသီလကိုစောင့်တည်မယ်မေတ္တာပွားမယ်ထိတဲ့ကောင်းတာလုပ်ပဲဆိုလို့ရှိရင်ဝိပဿနာတရားအထုတ်မယ်ဒါကိုယ့်အတွက်သာသနာအတွက်ဆိုလို့ရှိရင်ခုနဓမ္မတိတာအောင်လုပ်ရမယ်ဒါပဲเนาะကိုယ်တိုင်လည်းဓမ္မကိုသိအောင်ကြိုးစားရမယ်ဓမ္မတိတာအောင်ဆောင်ရွက်နေတယ်ဒီကို1000ကိုကပါဝင်လူတဏ္ဍပြုလုပ်တယ်ဒါတန်ဖိုးချီးမားတဲ့အလုပ်တစ်ခုဖြစ်ပေါ်လွင်ထင်ရှားအောင်ပြောပြတာပါနော်အဲ့ဒီလိုထားလိုက်လို့ရှိရင်ကိုယ့်ရင်နဲ့နှလုံးထဲမှာအလွန်ကိုတန်ဖိုးချီးသွားပြီးတော့အလွန်ကိုအဓိပ္ပာယ်ရှိတဲ့အလုပ်တွေကိုတို့လုပ်နေရတာပါလားဆိုတဲ့အသိစိတ်တွေဝင်ပြီးတော့ဝမ်းမြောက်ကြည်လူချင်းဆိုတဲ့အနုမောဒနာကုသိုလ်နဲ့ပတ်သက်ပြီးဝမ်းသာစရာဒီလိုစိတ်ထားရတယ်လို့သိအောင်ပြောပြတဲ့ဩဝါဒဒီနေရာကိုပေါင်းဆက်ပြီးတော့မိမိတို့ယင်တဲ့နှလုံးထဲမှာကောင်းမြတ်တဲ့အသည့်တွေရအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းရှေ့ဆက်ချရအောင်ရေစက်ခွက်လေးကအလုံးလိုက်ဆိုလိုက်ကဲအဲ့ခုံလေးတွေရွှေပြီးခုံမတင်ချလိုက်ရတယ်လေကုန်းမနေရတာပေါ့ခုံမော်ကိုတင်ချလိုက်ခါကြီးတွေကုန်းနေရလိမ့်မယ်အေးခုံတွေကိုရှစ်ဆွဲလိုက်ကိုနားဆွဲလိုက်အဲ့တိုင်းချကဲလိုက်ဆိုရှင်ဖေယဖေယတပည့်တော်တို့သည်ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးဓမ္မဝိနည်းအဆုံးအမတရားတွေတည်တတ်ပြတ်ပွားစေရန်ရှိတန်ကြပါသောကြောင့်ဓမ္မသာယသာသနာစင်တာကျောင်းတိုက်အတွင်း၌သင်သုံးတော်မူကြသောသံဃာတော်ရှင်မြတ်တို့အားတနေ့တာဆွမ်းလူကိုလူတန်းပါကုန်၏ရှင်းဝဲဖြစ်ပွားအာရဏများကိုမြတ်ဖရာဤသာသနာတော်တွင်သို့ဝင်ရောက်လျက်ဓမ္မဝိနည်းဓမ္မအမွေကိုခံယူစေရန်သင်္ကန်းတပိတ်ပရိက္ခရာတို့ကိုလှူဒန်းလျက်
ရှင်ပြုခြင်းအလှတော်မင်္ဂလာကိုဆောင်ရွက်ကြပါကုန်၏အလှမင်္ဂလာပွဲသို့ကြောက်ရောက်ချီးမြှောက်တော်မူကြသောသံဃာတော်ရှင်မြတ်တို့၏ရှင်မြတ်မောက်၌တရဏဂုံသီလကိုစောင့်တည်ကြပြည်လင်တရားဓမ္မကိုနာယူကြပါကုန်၏သံဃာတော်ရှင်မြတ်တို့အားသင်္ကန်းစားရှိသောတတ္တဗဝတ္ထုလူဝဲစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏သာသနာ့တွင်ဝင်သီလရှင်ဆရာတို့အားလူတန်းပါကုန်၏သံဃာတော်ရှင်မြတ်တို့၏ပစ္စည်းလေးပါအလို့ငါဝတ္ထုငွေတို့မှာဖြစ်ပေါ်လာသောအလို့ရှိရာပစ္စည်းလေးပါကိုလူတန်းပါကုန်၏တရားတော်မြတ်ကိုပူဇော်သောအဖြစ်ဓမ္မပူဇာဝတ္ထုငွေတို့မှာဖြစ်ပေါ်လာသောပစ္စည်းလေးပါကိုလူတန်းပါကုန်၏ဆွမ်းခဲဝဲပေါ်စဉ်ချွတ်ချင်းရတာဖြာဖြာတို့ကိုဆက်ကပ်ပါကုန်၏အပရိသအပေါင်းတို့အားကျွေးမွေးအခမ်းကြပါကုန်၏ယနေ့ယခုအထုတ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စေရနာသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤဖို့ပါကကိုအမိအဖအဖို့အဖွာဆွေမျိုးညတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏တပည့်တော်တို့နေထိုင်ရာအယထာဏတို့၌ရှိကြကုန်သောနတ်ပေါင်းတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏ဤကြောင့်၌အတွင်၌ရှိကြကုန်သောနတ်ပေါင်းတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏30ဘုံကျင့်နေကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းဆက်လက်၍ခန္ဓာစီစဉ်ရအလှူတကာဦးနေဝင်အောင်အလှူတကာမှဒေါ်ကြော့ကြော့ဝင်းတာမောင်ဝေယံဖုံးမြတ်တမီမပွင့်စံဒီစံ PIS International School မိသားစုတို့၏ရှင်ပြုနာတာအလှူတော်မင်္ဂလာခန္ဓာနှင့်မလိုက်မြို့နေဥခင်မောင်
ဒေါ်မြင့်မြတ်တာမီသားစုတို့၏တနေ့တာဆွမ်းဆက်ကခြင်းအတူတော်မင်္ဂလာခန္ဓာအားကျေးတော်ရှင်ဆရာတော်ဘုရားကြီးနဲ့တကွတန်ဃာတော်ရှင်သူမြတ်များတိရရှင်ဆရာကြီးဆရာလေးများနဲ့အိဗိဒ္ဓပေါင်းသူတော်ကောင်းတို့ခင်ဗျာယနေ့ခန္ဓာကိုဗုဒ္ဓသာသနာစီရန်သိတ္တုသုံးချိန်ရွတ်ဆို၍ရုပ်သိမ်းပေးတော်မူကြပါယံဘုရားတပည့်တော်ယုတ်သေးစွာလျှောက်ထားပန်ကြအပ်ပါသည်ဗျာ ဘုရားသာသနာစေရန်တတ္တသာသနာစေရန်